မင်္ဂလာပါဒီနေ့အင်္ဂါနေ့ဒါကိုရဲ့အချက်ကိုဒါ analyze လုပ်သွားမယ်ဆိုတော့ကျွန်တော်ဒါတနင်္လာနေ့ကဆွဲခဲ့တဲ့ဇုံပေါ့နော်ဒီမှာရှိတယ်ဒီမှာကျွန်တော်ဆွဲတဲ့ဒီ order block ပေါ့နော်ဒီမှာကျွန်တော်9080ဝန်းကျင်မှာရောင်းခိုင်းနေပေါ့နော်ဒီမှာ9080ဝန်းကျင်မှာရောင်းခိုင်းနေပြီးတော့ take profit ကဒီပေါ့နော်4980လောက်မှာထားခိုင်းတယ်okay ဒါပေမဲ့ဒီမှာကျွန်တော် TP မထိဘူးsorry ဒီ entry မဝင်ဘူးပေါ့နော် entry ကမဝင်ခဲ့ဘူးဒီမှာကျွန်တော်ပေးခဲ့တဲ့စီတန်းကအပေါ်မှာပေါ့နော်ဒီကြီးမရောက်ခဲ့ဘူးသူကပြန်ကြတယ်ဒီမှာကျွန်တော် buy order လဲကျွန်တော်တို့ဒီ80လောက်တော့ထိတယ်ပေါ့နော်ဒီအောက်ထိတော့မထိဘူး okay ဒီမှာဒီနေ့မှာဆိုလဲကျွန်တော်ကြည့်လိုက်ဒီနေ့မှာဆိုရင်လည်းကျွန်တော်တို့ဒီ market ကဒီတနင်္လာအင်္ဂါပုတ်တဟုပေါ့နော်ဒီနေ့ထိကိုအဲ့3ရက်ပေါ့နော်ဈေးကွက်ကဒီကြားထဲမှာပဲဒါပြေးနေနိုင်တယ်ဒါကျွန်တော်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်းဒါပြောခဲ့တယ်ပေါ့နော်ဆိုတော့ဒီမှာဒီ bounce အတွင်းမှာပဲကျွန်တော်တို့က trade လို့ရမယ်ဆိုတော့ဒီမှာ9000ဒီ90မှာကျွန်တော်ရောင်းလို့ရတယ် short လို့ရတယ်ဒီ4980မှာဆိုရင် buy လို့ရတယ်buy လို့ရတယ်ဒီကြားမှာပဲကျွန်တော် bounce ပြေးနေနိုင်တယ်ပေါ့နော်ကြားထဲမှာရေတို့ live ဝင်ခြင်းတဲ့သူတွေတော့ဒါဝင်လို့ရတယ်ဒါပေမဲ့ကျွန်တော်ဇုံတွေကကျတော့ကျွန်တော်လုံးဝ confirmation ဇုံကကျတော့ဒီဟာတွေပဲပေါ့နော်ဒီ bounce အတွင်းပဲကျွန်တော်ရှိနေနိုင်တယ်ဒါပေမဲ့ကျွန်တော်ဒီအတိုးလုံးသတင်းထွက်တဲ့ခါကျရင်တော့လုံးဝဘယ်ဘက်ကိုဖောက်တက်မလဲပေါ့နော်အပေါ်ဆိုလဲအပေါ်ဖောက်တက်မလားဒီ9000အပေါ်ဖောက်တက်မလားပေါ့နော်9100အပေါ်ဖောက်တက်မလားအောက်ဆိုလဲဘယ်ဆင်းမလဲပေါ့နော်ဒီလေး9000အောက်ပေါ့နော်ကျွန်တော်ဘယ်လောက်ထိဆင်းမလဲဒါပေမဲ့ဒါကျွန်တော်ရဲ့အမြင်ရဆိုရင်ပေါ့နော်ဒီသတင်းဟိုအဖြစ်ရင်ထွက်တဲ့ခါကျရင်တော့အောက်ကိုအခုကတော့အောက်ကို retracement အားယူနေရပေါ့နော်သတင်းထွက်တဲ့ခါကျရင်တော့အတက်ကပို့ပြီးတော့လာနိုင်ကြီးရှိတယ်ပေါ့နော်ဒါကကျွန်တော်ရဲ့အမြင်ရပါလာနိုင်ကြီးရှိတယ်ဆိုတော့ဒီဈေးတန်းတွေကတော့ကျွန်တော်တို့ဒီ4950ဒီ9000ဝန်းကျင်ကတော့ဒါဝယ်လို့လောင်းလို့ကောင်းတယ်ဝယ်လို့ကောင်းတဲ့ဈေးတန်းတွေပေါ့နော်ဒီနေရာတွေကโอเคဒါပေမဲ့ကျွန်တော်ကအတိုးလုံးသတင်းရှိသေးတယ်ဆိုတော့ကျွန်တော်ကတေချာစောင့်ရမယ်ပေါ့နော်စောင့်ကြည့်ရမယ်ဘာလို့လဲဆိုတော့အတိုးလုံးသတင်းထွက်တဲ့ခါကျရင်ကျွန်တော်တို့ဒီ order တွေဝင်ထားတဲ့ခါကျရင်ကျွန်တော်တို့ဒီ stop loss တွေtake profit တွေDP တွေခံထားရမယ်โอเคဆိုတော့ဒီနေ့မှာလည်းဒါကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမြတ်ကြမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် analysis video တွေမှာပြန်တွေ့ပါမယ်